လာပါရှင်ဝေ surprise ကဖြစ်ပါတယ်ရှင်အခုဝေတို့ကတော့ level မြို့နယ်ကျုံးလေးနောက်ဘက်ကမှရှိတဲ့မိမိရဲ့မွေးနေ့အတွက်ကိုပေါ့နော်ဒီ birthday surprise ကလေးပို့ဖို့ဝေတို့စီမှာပေးထားတာကိုဝေတို့တွေကအခုပဲတပ်ဖို့မှာဖြစ်ပါတယ်ရှင်လူလေးစီကိုတပ်ဖို့မဆိုတာကိုသိရအောင်ဝေတို့နဲ့ဒီဗီဒီယိုလေးကိုစုံအောင်တူလိုက်ကြည့်ပေးကြပါအောင်နော်မိုင်းမကြည့်လားဟုတ်သမီးလားမသိပိန်မဝေစားတော့လဲနေဒီကမှသူထွက်လာခဲ့မယ်တဲ့ဟုတ်အဲ့ဒီကမှပန်းစီလက်ခံပေးအောင်ဒါလေးချိတ်လိုက်မယ်နော်ပန်းစီရလေပြီးတော့မှကိတ်မုံလည်းပါသေးတယ်ပန်းစီရကိတ်ကတမိကိုင်းထားပေးမယ်နော်အဲ့ဒါလေအခုဒီပန်းစီနဲ့ကိတ်နဲ့ဘယ်သူပုတ်ပလိုက်လဲသိလားကောင်းလေးဖြစ်ပါဦးဟုတ်တယ်ကောင်းလေးလိုက်တာကောင်းလေးပုံလေးလိုက်တာတင်းထက်တာဒီကိတ်ကလေးတန်းပါလေဘရောက်ပန်းစီပုံလေးထည့်ပေးထားတယ်အိန္ဒိယကဘရောက်ပန်းကြိုက်တယ်အဲ့လိုမျိုးတွေလည်းပြောတာဟုတ်လားကောင်းလေးပုံလေးလာတယ်ကောင်းလေးရှိတာကောင်းလေးရှိလားဒါဆိုရင်တော့မှန်းလာတာမသိကောင်းလေးမှာပြောတယ်ကောင်းလေးမှာတော့မဟုတ်ဘူးဟုတ်ကဲ့အဲ့လိုမရဘူးလားကောင်းလေးမှာယူထားတော့ရတာမကိုလိုပို့ပြီးတော့ကျွန်တော်ယူထားတယ်အမှားစားလေးရတော့ happy birthday ပါမိမိတဲ့မိမိရဲ့မွေးနေ့ရင်မြတ်မှာပြရှင်ပါစေတခါမှတဲ့မိမိကိုမွေးနေ့မလုပ်ပေးဘူးလို့တဲ့အခုချွေးနဲ့စားလေးနဲ့တဲ့မိမိပြရှင်အောင်လို့လုပ်ပေးလိုက်တာပဲဖြစ်ပါတယ်တဲ့နေ့ရက်တိုင်းမှာတဲ့ပြရှင်ပါစေကျမ်းမာပါစေလို့တဲ့တမီတို့တွေရတဲ့ဆုတောင်းပေးလိုက်ပါတယ်ဆိုတဲ့အမှားစားလေးနဲ့မိမိအတွက် surprise လေးကိုပေးတာပဲဖြစ်ပါတယ်